ကနေဖောက်နေတဲ့နေရာကိုအတူတူခေါ်သွားမှာပဲဖြစ်ပါတယ်ဘယ်နေရာလဲဆိုတာကိုလိုက်ခဲ့ကြနော်ဒီနေရာကတော့အင်ချွန်းမြို့ရဲ့ Seaside to Hanul Gurum ကွမ်ဂျန်ရင်ပြင်မှာဖြစ်ပြီးဒီဘန်ရှိုးပွဲနဲ့ drone show ပွဲကိုမနေ့က16ရက်နေ့ည7:00 နာရီမှာကျင်းပသွားတာပဲဖြစ်ပါတယ်ပွဲကျင်းပသွားတဲ့ Seaside Sky Cloud Park ကတော့တောင်ကိုရီးယားရဲ့အထင်ကရနာမည်ကြီးအင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ကျွန်းတကျွန်းတဲပေါ်မှာပဲဖြစ်ပါတယ်ဒီကျွန်းရဲ့နာမည်ကတော့ရောင်းကျုံးတူကျွန်းလို့ခေါ်ပါတယ်အင်ချွန်းမြို့ရဲ့အနောက်ဘက်မှာတည်ရှိပြီး area အပြည့်ခန့်မှန်းခြေ62ကီလိုမီတာ square ခန့်ကျယ်ဝန်းပါတယ်လေဆိပ်ခီးသွွားလုပ်ငန်းစီးပွားရေးနယ်ပယ်တွေအတွက်အရေးပါလာတဲ့ဒေသဖြစ်လို့ဒီဒေသကိုတောင်ကိုရီးယားအတွက်ပင်လယ်ပေါ်ကအနာဂတ်မြို့တော်လို့လည်းတင်စားလို့ရပါတယ်အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ရှိနေတဲ့ကျွန်းနေရာဖြစ်ပြီးနိုင်ငံအတွင်းမှာလည်းအရေးပါဆုံးအဝင်ထွက်ဂိတ်ပေါက်ဖြစ်လို့ Gateway of Korea လို့လည်းခေါ်ကြပါသေးတယ်ဒီကျွန်းပေါ်ရဲ့အနီးနားတစ်ဝိုက်မှာတော့အရေးပါတဲ့စီမံကိန်းနဲ့နိုင်ငံတော်အနာဂတ်အတွက်ယာထားချက်စီမံကိန်းတွေလည်းများစွာရှိပါတယ်အခုတော့ကိုစုဆိုပရိသတ်ကြီးကိုအင်ချွန်းမြို့ရောင်းကျုံးကူ Seaside Sky Cloud Park ကွင်းပြင်က drone အလှနဲ့မီးပန်းအလှတင်ဆက်မှုတွေကိုတဝါကြီးရှုစားဖို့ခေါ်သွားပါရစေ
ရဲ့ 哎呀呀！ အခုဆိုရင်ရုံးလှရောမိဘလှတွေပါတဝါကြီးစူးစားသွားရလို့ကျင်းနှနှစ်သိမ့်ကြမယ်လို့ထင်နေမိပါရဲ့။နောက်နေ့မှပြန်ဆောင်ကြတာပေါ့။